အားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များအတွက်ဂမ်ဘီယာ channel ကနေပရာလောကဇလန်းလေးများစွာကိုတင်ဆက်ပေးမှာမို့ဒီ channel လေးကိုပရိသတ်တွေက subscribe လေးလုပ်ပေးပြီးတော့အားပေးနားဆင်ပါအောင်ရှင်ဒီနေ့မှာတော့စာရေးဆရာမြတ်လွန်းရဲ့စိန်ကြီးမွေဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရေရင်းကုန်းရွာကလေးကိုအလဲပတ်ရောက်ခဲ့တာကတပတ်ခန့်ကြာသွားပါပြီတောတဘာဝရှုခင်းနဲ့တောသူတောင်သားတွေရဲ့ဇရိုက်တွေကကျွန်တော်ဖို့စိတ်ဝင်စားဖွယ်ရာကြီးဖြစ်နေပါတယ်မြင်သမျှအရာတွေကအသက်ဆန်းလူကြီးဖြစ်နေတယ်ခါးလေများရှိတဲ့စပားပင်တွေကြားမှာကိုင်းတန်အလေးကြီးကိုမှပြီးတော့ကက်ကတစ်မြားနေရိုင်အလွန်ပြောတယ်ချောင်းရိုးများမှာရင်ငုပ်ပြီးတော့ပဇွန်ဆန်းငါးဆန်းရတာကိုလည်းအလွန်ကျဉ်နေတယ်တငယ်ချင်းမောင်မြင်နောက်ကိုပေါတူကြီးထန်းကကနန်းချိတ်ထွက်ရတာကိုလည်းမငင်းငွေနိုင်အောင်တပတ်ကြာတဲ့အချိန်မှာကျွန်တော်ဖို့ဘာမှမရှိဘူးနေစဉ်လဲတဲ့တော်တဲ့ထွက်ချင်နေတဲ့စိတ်တွေဟာသာလွှမ်းမိုးနေတယ်ဟေ့စားစမ်းပါကွရော့ငကြော်ကျွန်တော်တို့ကလက်ဖက်ရည်ကျန်းထိုင်တောက်နေကြတယ်မောင်မြင့်ဖခင်ဥတာကျော်နဲ့အနီးအနားမှာလေသမားကြီးနှစ်ဦးတို့စကားပြောနေတာကိုနားထောင်နေတယ်မောင်မြင့်ဟာစကားနဲ့ကျွန်တော်ကိုအားမလို့အားမရလို့လားမသိဘူးကောင်းချင်းပန်းပကံနဲ့ငကြော်ပကံကိုအတင်းထိုးပေးပါတယ်ဓာတ်ထက်ဒီတငယ်ကဘယ်တော့ပြန်မာတယ်လဲပုံကြည့်ရတာကျတို့ရွာမှာပြောပုံပဲလေသမားကြီးတို့ကဥတာကျော်ကိုပြောလိုက်ရဥတာကျော်ကတဟဲရင်ကျွန်တော်ကိုစောင်းကြည့်ကပြောလိုက်တယ်သူကကျုံမိတ်ဆွေကြီးရဲ့သားပဲဆောင်းမွေးပွဲဖြေပြီးကြောင်းပိတ်ထားလို့ဘဟုတုတအနေနဲ့ကျုပ်တို့ရွာကိုလာလေတာအင်မတန်တိကျင်နားလေကျင်တဲ့သူငယ်ပေါ့ဒီလိုကျွန်တော်အကြောင်းကိုပြောလိုက်တဲ့အခါအနည်းငယ်တော့ရှက်မိတယ်လို့ဖြစ်သွားတယ်လေဒင်းနဲ့ရွာတော့တော်တော်နှံ့ဆက်သွားပါပြီကျုပ်သားကလည်းသူ့သွားကျင်တဲ့နေရာမှန်သမျှကိုပို့ပေးပါတယ်တောကြီးတဲ့ဥသာမရောက်ရသေးတာဒီတစ်ခါထင်းသွားတိုက်ရင်ခေါ်သွားရမယ်ဥတာကျော်ဟာစကားပြောနေရမှာတဲရှိကိုလှမ်းကျင်လိုက်တယ်တဲရှိမှာလှဲတစီရက်ထားတယ်လေးပေါ်မှာလူကြီးတစ်ယောက်ဆင်းလာတာကိုမြင်လိုက်ရှာတယ်လာပြို့ရေနွေးတောက်ရအောင်လေသမားကြီးကကုန်းကိုတစ်ဖက်ဖက်ဝါလာရင်နဲ့ရေနွေးဝိုင်းမှာဝင်ထိုင်လိုက်တယ်တဒါကုန်းရွာကိုသွားမလို့ဗျခမည်းတဲရှိရောက်မှတတိယနဲ့ဝင်လာတာမနေ့ကကျုပ်ထင်းသွားခုတ်တယ်တောထဲမှာလင်းမွေကြီးတစ်ကောင်တွေ့ခဲ့တယ်ဗျကျွန်တော်ကလင်းမွေကြီးဆိုတဲ့စကားကြောင့်စိတ်ဝင်စားသွားတယ်ကျွန်တော်နားလေတဲ့လင်းမွေမှာဘာမှအစွမ်းမရှိဘူးပေါက်ရင်မသိဘူးရေမွေနဲ့ဘာမှမချတဲ့ဒီလင်းမွေအကြောင်းကိုဘာကြောင့်ပြောဆိုရပါသလဲကျွန်တော်သိချင်လာတယ်အကြီးကြီးပဲလားဦးကြီးတော်တော်ကြီးတယ်ကွာကိုသားကျော်တို့ကလင်းမွေသားကိုကြိုက်တယ်လို့ပြောရတာညမနဲ့ဘိုက်ရဲ့စားတာကုန်မှာမဟုတ်ဘူးကျတို့ကတော့လင်းမွေသားဆိုရင်စက်သားချက်ကြိုက်တယ်ဗျတောက်ပအောင်ရှင်းွေးလေသမားကြီးကကွန်ဘတ်အကျဉ်းချံများကိုထွေးကနေထွေးပြီးနောက်ရင်နွေးချပကံကိုကိုင်းလိုက်တယ်လင်းမွေချောင်းကိုဆက်ဆန်းမောင်ဦးကြီးကဘလို့တွေးခဲ့တာလဲဦးကြီးတို့ရက်မရှာဘူးလားလေသမားဦးကြီးကရင်နွေးပူပူမှုတ်မှုတ်ပြီးတော့တောက်လိုက်ပြီးကျွန်တော်ဘက်ကိုလှည့်ကပြောပြတယ်ခါတိုင်းလဲကျတို့လှင်းနဲ့ထင်းသွန်းတိုက်နေတာပဲမွေတွေတော့မကြာခဏတွေ့ပါရဲ့ဒီလောက်ကြီးတဲ့မွေတော့မတွေ့ခဲ့ဘူးကျွန်တော်တို့ရန်ကုန်တလိပ်ဆန်ရှုံမှာတော့ပေါင်လုံးမကကြီးတဲ့စပတ်ကြီးတို့စပတ်အုံးတို့တွေ့ပါတယ်ဒီလောက်ကြီးတဲ့မွေတောင်ဥတို့တောကြီးထဲမှာမရှိဘူးကျွန်တော်စကားကိုကြားတဲ့အခါအားလုံးကရေမောလိုက်ကြတယ်ဦးကြီးအတန်ပေါ်လာပြန်တယ်တောကြီးထဲမှာရှိပြီလားကွယ်စပတ်ကြီးစပတ်အုံးတို့လိုမွေကြီးတွေရှိတာပေါ့တောဝက်တို့လိုအကောင်အောင်မျိုးနိုင်တယ်အခုဦးကြီးပြောနေတာကလင်းမွေကိုပြောတာလင်းမွေမှာဒီလောက်ကြီးတဲ့မွေမျိုးမတွေ့ခဲ့ဘူးသေးဘူးဟုတ်ကဲ့ဆက်ပါအောင်ခင်ဗျမောင်ရင်လေးကတော့တောဘဟုတုတတိတ်မရှိသေးလို့ပြောရအောင်မယ်လင်းမွေကအစိတ်မရှိဘူးလက်တဆုပ်တကိုင်းလောက်အထိကြီးတဲ့လင်းမွေတောင်လူတွေ့ရင်ပြေးတယ်လူကိုကြောက်ကြတယ်ကွလင်းမွေကလူကိုခြောက်တယ်လို့ကြားဖို့ပါတယ်ဦးကြီးလူကိုခြောက်တယ်လူကိုကြောက်တယ်ဆိုပြီးစန့်ကျင်ဘက်နှစ်ခုဖြစ်မနေဘူးလားခင်ဗျာစန့်ကျင်ဘက်ရေလို့တော့မဟုတ်ဘူးကွလင်းမွေပေါက်စားကလက်ကဝက်လောက်အထိဟာလူကိုကြောက်တတ်တယ်လူတန်ကြားရင်ဒါမှမဟုတ်ရင်လူကိုတွေ့ရင်ပြေးတာများတယ်ဒါပေမဲ့လက်မောင်းလုံးလောက်ကြီးတဲ့လင်းမွေကတော့လူကိုမဖြုံဘူးတခါတည်းလူကလက်ရင်လိုက်တတ်သေးတယ်စကားဝိုင်းကလေးကခက်တာမြတိတ်ဆိတ်သွားတယ်အတန်ကြာမှလေသမားဦးကြီးကဆိုတယ်ကဲကျုပ်လဲလက်တာကုန်းရွာကိုသွားရအောင်ပါဒါပေမဲ့ဒီသူငယ်လေးတိအောင်နည်းနည်းတော့ပြောပြခဲ့အောင်မယ်ဦးကြီးတို့လဲတိုင်တောလန့်ကအမြဲသွားတယ်လမ်းကတော့မဖြောင်းကျန်းတယ်ဒါပေမဲ့တောကြီးရဲ့ဖြက်လန့်မယ်ဘေးတစ်ချက်မှာနွယ်တွေတက်ကိုင်းတွေခြုံပုတ်တွေပြည့်နေတယ်ဦးကြီးတို့လင်းမွေကြီးတွေ့ရတာတော့တောကိုစောင့်ဝင်ပြီးတစ်ဖာလုံလောက်အကွာမှာပဲဒါဖြစ်စမ်းကြီးနဲ့မနီးမဝေးလောက်မှာပေါ့ဟုတ်တယ်ကျတို့စမ်းနာမှာနားကြသေးတယ်အဲဒီကတောတွေကထွက်မဲ့အလုံးလေလင်းချောင်းရဲ့အနီညောင်းညိုပင်ကြီးရှိတယ်ညောင်ဆွဲတွေကအစိုးလိုက်အပြုံလိုက်တွဲနေကြတယ်နှွေပင်တွေလည်းရှက်နေတယ်မွေကြီးဟာအပင်အုပ်ထဲက
ဗပြင်းကြီးထောင်ပြီးငုံကြည့်နေတယ်လင်းမွေမှာဟုတ်ရက်လားလို့တော့လက်နောင်သွားမိတယ်ခမည်းပြောတာနဲ့ကျွန်တော်ချက်ချင်းသွားလိုက်ချင်တယ်ဒါပေမဲ့ကျွန်တော်လည်းမအားဘူးမောင်မြင်တို့ပဲလွတ်ရမှာပဲသွားမယ်၃ယောက်သွားမယ်မောင်မြင်ကအားတက်တယ်ရောပြောရောကျွန်တော်ကလည်းတောကြီးတဲ့ကိုလိုက်ရတော့မှမဝမ်းတန်သွားတယ်သွားကြကွာငါကတည်င်းပေးလို့ငါစီလဲချက်ပြီးတော့တပတ်ပြန်လောက်ပို့လိုက်ဟဲ့လေသမားကြီးထွက်သွားတဲ့အခါကျွန်တော်တို့ကတောကြီးတဲ့ကိုသွားကြဖို့ပြင်ဆင်ကြတယ်နေမမြင့်သေးဘူးဒါပေမဲ့မနက်ခင်းရဲ့နေအောင်အခါတိုင်းထပ်ပို့ပြီးတော့ပူပြင်းတောက်ပတဲလို့ထင်ပါတယ်ကျွန်တော်တို့ကလင်မြောက်ကြောဖြတ်ခဲ့ပါပြီခလန်းလန်းမှာတောဆက်ကိုတွေ့လို့တောကြီးကိုအဝေးကလှမ်းမြင်ရတာကကြောက်စရာကောင်းပါတယ်တောအုပ်မမဲကြီးမှတိုးထွက်လာတဲ့အုံးမင်လက်တံတွေကကျွန်တော်တို့လက်ရက်ခေါ်နေတဲ့အောင်ထင်ရပါတယ်ခက်တရဓားကွာနော်ငွေကြီးတော့ငပြောပြုံပိုင်းတယ်လို့တိကနေဖြစ်သွားမှမြင်အောင်သေးတယ်ကျွန်တော်တို့ခေါ်လာတဲ့ကရင်ကြီးကသူ့လက်မှာကန်ဆောင်လာတဲ့ငှက်ကြီးတောင်ဓားကြီးကိုစကာပြောလိုက်ခြင်းဖြစ်ပါတယ်ခမရကလည်းကျုံးဝလိုက်တာဗျာဟိုကြားမှာငွေကြီးကိုတွေ့ပြီးတော့ထွက်ပြေးနေအောင်ပဲကျွန်တော်ကြောမှာပိုးလွယ်ထားတဲ့ပလိုင်းကြီးကိုထိန်းလိုက်နဲ့စလိုက်ခြင်းဖြစ်ပါတယ်မင်းကငါ့အကြောင်းမသိသေးလို့ပြောတာမဟုတ်လားတို့တောကြီးထဲမှာလာပြီးတော့အမဲပြစ်တဲ့လူတွေဟာငါ့ကိုအမြဲခေါ်ရတယ်ငါကတောလင်းကျွမ်းကျင်တယ်တောချောက်တဲ့ဘက်ကငါအမြဲပါခဲ့တာပဲဒါတော့တနက်ပါတော့ဗျခမည်းဖဲကြောက်မလဲမောင်မြင်ကပါသူ့ကိုဝင်ပြီးတော့နောက်တယ်ဟက်ကောင်ရတရွာရဲသားချင်းတော့ငါတက်တည်မယုံဘူးလားငါဘယ်တော့မှတနက်ကင်လို့လဲဒီငါလက်ထဲကခက်တရဓာပဲငါကင်တယ်ဒင်းမင်းအားကိုတယ်ကျွန်တော်တို့နှစ်ယောက်ကရေးလိုက်ကြတယ်ကရင်ကြီးကသူ့ကိုရှိပြီးဒေါသထွက်ကခြေလန်းပြင်းပြင်းလျှောက်တယ်သူဟာတင်းငုတ်တူတစ်ခုကိုခလုတ်တိုက်မိရရှိုင်သွားတယ်ဒါပေမဲ့ကရင်ကြီးကဓာတ်ကိုမြောင်လွဲကတင်းငုတ်တူကိုခုတ်ချလိုက်တယ်အန်ဩစရာကောင်းတော့တင်းငုတ်တူတဲ့ဓာတ်သွားနေဝင်သွားတယ်တခြားဓာတ်တွေဆိုရင်ဒီလောက်ဓာတ်သွားဝင်မှာမဟုတ်ပါဘူးခက်တရဓာတ်ကြောင့်ကိုကျွန်တော်သိရပြီကျွန်တော်တို့၃ယောက်ကတောဆက်ကိုစဝင်မိကြပါပြီလေလန်းချောင်းနဲ့တူတဲ့လမ်းကလေးအတိုင်းတောထဲကိုဝင်လိုက်ကြတယ်ဘဘိုးပင်ကြီးတွေကမြင်မားစွာမိုးနေတယ်တခြားသစ်ပင်ကြီးများနဲ့အပြိုင်မိုးပေါ်ကိုလူတက်နေတယ်တောင်ချိန်မှာခြုံနယ်ပိတ်ပေါင်းထူသလောက်တောအမြင့်မှာအကိုင်းအရွက်တွေရှက်သွက်အုံမိုးနေတယ်နေပြောက်ပင်မထိုးနိုင်ပါဘူးကျွန်တော်တို့ကလေသမားကြီးပြောပြတဲ့လမ်းအတိုင်းတောထဲကိုတိုးဝင်ခဲ့ကြတယ်ကရင်ကြီးကမျက်စိကိုလင်းစွာထားပြီးတော့ဓာတ်ကိုလည်းအတင်းဖြစ်စေတယ်မောင်မြင်ကတော့ခက်အေးပင်ရှောက်နေတယ်။နှွေတွေဆိုးတွေနဲ့သူ့ကိုယ်မှညှိနေရင်စိတ်ရှည်လက်ရှည်ဖြုတ်တယ်ဖဲတယ်။လမ်းကြောင်းကပျောက်လာတယ်။တောအုပ်မမဲမှာတဲတဲလှုပ်လှုပ်တရှက်တမဲမဲတဟဲဟဲမြည်နေတဲ့တောအုပ်နဲ့လေတို့ထိတံမှာစက်သိန်းထလာစရာ။ဟေးတိတ်မငေးကြနဲ့နော်။လင်းမွေမတွေ့ရသေးခင်ငွေပွေးစာမိသွားအောင်မယ်။ကရင်ကြီးကတတိပင်ရှေ့ဆုံးမှရှောက်တယ်။ဒီတောထဲမှာမြောင်လေးရှိတယ်ကွာ။မောင်မြင်ကကျွန်တော်ကိုပြောပြတယ်။ငှက်တုပ်ကပြုံးကနေထပြန်သွားတယ်။ဟေ့ရှေ့ကလှုပ်နဲ့ကြားများလားမသိဘူး။ရှေ့ဆုံးမှာကရင်ကြီးကလေတံနဲ့ပြောပြီးခြေလန်းတန့်သွားတာကြောင့်ကျွန်တော်ရှင်မှာဒင်းကနေမိသွားတယ်။ကျွန်တော်ဟာယူလာတဲ့ဓမြောင်ရှည်ကိုခါးချမှာအသာဆန်းလိုက်မိတယ်။မောင်မြင်ကလည်းသူ့ခါးချမှာဓမတိုဆွဲနှုတ်လိုက်တယ်။သူ့ဓမမှာခက်ရှက်ရှက်ဖြစ်ပြီးတော့အလွန်ထက်တယ်။ခက်တရဓမလို့သူပြောဖို့တယ်။တလုံးလုံးတိုးရင်လာတဲ့အရာဟာဘေးဘက်ကိုကွေ့သွားတယ်။ခြုံများနှွေများကြောင့်ဘာကောင်လဲဆိုပြီးတော့ကျွန်တော်မသိဘူး။ဒါပေမဲ့ကရင်ကြီးကခွေးအများလားမသိဘူးလို့မရီမရပြောပြပါတယ်။တလောက်လောက်အရာဝေးပြီးတော့အေးသွားတဲ့အခါခရီးဆက်ကြပြန်တယ်။ဘေးမှာလေးကွာလင်းမွေရှိရနေရ။တို့တော့မျက်စိလင်းနေပြီထင်တယ်။တောကျွမ်းကျင်တယ်လို့ဂုံယူပြောခဲ့တဲ့ကရင်ကြီးကိုရိုင်းကလမ်းမဘေးထင်တယ်လို့ပြောလိုက်ခြင်းကြောင့်ကျွန်တော်မှစိတ်ပြတ်သွားမိတယ်။ကျွန်တော်လည်းထင်တာပဲ။နေုံပြိုဟိုဘက်မှာတောင်ကုန်းလိုတွေ့ရတယ်။ဟာအဲ့ဒါစမ်းချောင်းနဲ့တိတ်မဝေဘူးငါမှတ်မိပြီတို့လမ်းမပြီးတော့လင်းမွေကိုလွန်ခဲ့တာပဲကျွန်တော်တို့ကနောက်ကျောင်းကိုပြန်လှည့်ကြတယ်လမ်းမှန်ကိုတီးတဲ့အခါတိတ်မသွားကြတော့ဘူးမနီမဝေးရှင်ညောင်ပင်အုပ်ကြီးကိုမြင်ကြရပါတယ်ကဲသတိနဲ့ရှောက်ကြဟဲ့လင်းမွေမတွေ့ပဲအစိတ်ပြင်းတဲ့မွေဆိုးနဲ့တိုးနေအောင်ပဲကျွန်တော်တို့ကကရင်ကြီးစက်ခါကိုတတိပြုရင်ခြေကိုဖော့ပြီးတော့ရှောက်လာကြတယ်အနီးနားရှိတစ်ပင်ချုံနေတွေကိုလည်းကြီးကန်းတောင်မှကြည့်ရပါတယ်ကျွန်တော်တို့ကညောင်ပင်ကြီးအနီးကိုရှောင်းလာကြပါပဲ။ညောင်ကိုင်းကြီးတစ်ကိုင်းဟာလူသွားလမ်းဘက်ကိုကိုင်းကြနေတယ်။နှွေများကရှက်ပတ်နေတယ်။ညောင်ပင်မကျတဲ့ညောင်ဆွေတွေကမုတ်စိတ်ကြီးဖွာကြနေတဲ့ကလားကြီးနဲ့ပင်တူတယောင်ယောင်ရှိပါတယ်။ကျွန်တော်တို့ကအရှိကိုတတိနဲ့တိုးလာကြတယ်။နှွေပင်ချုံပင်ညောင်ပင်အုပ်ကိုတေးချစွာကြည့်ကြတယ်။ဘာမှမတွေ့ဘူး။ငွေပဲကွာ။တခါတွေ့ပေမဲ့နောက်နေ့ဒီနေရာမှာတွေ့မှာပေါ့
မရှိတော့ထင်ပါရဲ့ကျွန်တော်ကမောင်မြင့်ကိုပြောလိုက်ရကရင်ကြီးကစိတ်တူတဲ့လေးတန်းနဲ့မင်းမသိပါဘူးငွေကြီးရင်အပင်နဲ့အတိုင်းနဲ့နေကြတာဒင်းဘဲမှမရဘူးဒီနားမှာပဲရှိရမယ်ကျွန်တော်တို့ကညောင်မင်းအောက်ကိုရောက်ခါနေအထိလေတမောမောနဲ့ရှာရင်းနဲ့ဝင်သွားကြတယ်ဒါပေမဲ့ဆက်ရှာခွင့်မရတော့ပါဘူးမောင်မြင့်ကကျွန်တော်လက်ကိုလှမ်းဆွလိုက်တယ်ဟိုမှာလင်းမွေကြီးလူတန်ကြားလို့ခေါင်းထောင်ကြည့်နေတယ်သူလက်ညှိုးထိုးပြတဲ့နေရာကိုကြည့်ပြီးတော့ကျွန်တော်ကအနောက်ကို၄-၅လက်မြဆုပ်လိုက်မိတယ်ကျွန်တော်တို့ခေါင်းနဲ့မနီးမဝီးညောင်ပင်ခိုင်းကြီးမှာပပြင်းကြီးမော့ပြီးတော့ရှာကြီးထုတ်ကအချင်းနေကိုကြည့်နေတဲ့လင်းမွေကြီးကိုတွေ့လိုက်ရတယ်ဟာနေတဲ့ကောင်ကြီးမဟုတ်ဘူးဟဲ့ဒီလောက်ကြီးရဲ့လင်းမွေငါမတွေ့ဘူးသေးဘူးကရင်ကြီးကတန်တော်ဆိုလိုက်တန်ကိုကြားရတယ်ကျွန်တော်တို့ကတိရွက်ဖျားမှာခေါင်းကြီးပြူပြီးကျွန်တော်တို့ငုံကြည့်နေတဲ့လင်းမွေကြီးနဲ့ဝေးရအနောက်ကိုတရွရွဆုပ်လာရင်လည်းအကြံထုတ်ကြတယ်မင်းတို့နှစ်ယောက်ဒီနားမှာနေငွေကြီးကိုကိုရောင်ပြငါနောက်ကဓာတ်နဲ့တက်ခုံမယ်ကျွန်တော်ကရင်ကြီးစကားကြောင့်စက်သိမ်းများပင်ထသွားတယ်လင်းမွေမှာအစိတ်ရှိတယ်မရှိတဲ့အပထားအနာဝင်မကက်ရဲပါဘူးယခုလိုကရင်ကြီးကဓာတ်နဲ့ဝင်ခုံမယ်လို့ပြောတဲ့အခါစက်သိမ်းမထပဲမနေနိုင်တော့ဘူးတခြားနည်းလမ်းတော့မရှိအောင်ဒီနည်းပဲလှုပ်ချင်လို့ပေါ့မောင်မြာပစိုးကိုခွင်းတိုင်းလိုက်ပြီးပြောတယ်ကရင်ကြီးကညောင်ပင်အနောက်ဘက်ကို꿰သွားတယ်လင်းမွေကြီးကပပြင်းကြီးထောင်ပြီးတော့ကျွန်တော်တို့နှစ်ယောက်ကိုသာမဲပြီးကြည့်နေတယ်ကရင်ကြီးကဓာတ်ကိုကင်ကညောင်ပင်အနောက်ဘက်ကိုင်းမှတက်နေတာတွေ့ရတယ်ကျွန်တော်ရင်ထဲမှာတထိန်ထိန်မြင်နေတယ်မွေကြီးများတိသွားမလားလို့စိတ်ပူမိတယ်မွေကြီးအနောက်ကိုလှည့်မကြည့်စေဖို့လွယ်ထားတဲ့ပလိုင်းကြီးကိုပုတ်ပြမိတယ်ကရင်ကြီးကမွေပတ်ထားတဲ့ညောင်ကိုင်းကိုကိုဖော့ပြီးတော့နင်းလိုက်ရန်ရှိပါတယ်မွေကြီးဟာတိဟန်မတူပါဘူးဒါပေမဲ့မွေနဲ့မလန်းမကန်းကိုရှောက်တဲ့အခါပပြင်းထောင်နေတဲ့မွေကြီးကကျွန်တော်တို့ကိုကြည့်နေရှာမှအနောက်ဘက်ကိုလှည့်လိုက်တယ်ဟာခုတ်ပြီဟဲ့မောင်မြင့်အတန်နဲ့အတူခက်တိရဓာတ်ကိုလွှဲကအားကောင်ခုတ်ချလိုက်တဲ့ကရင်ကြီးကိုတွေ့လိုက်ရှာတယ်တွားပါဟဲ့ကျွန်တော်ကလန့်អော်လိုက်မိတယ်မွေကြီးနဲ့အတူကရင်ကြီးပါမြေကြီးပေါ်ကိုဘုံကနေကျလာတာကိုတွေ့ရတယ်အဖြစ်ကမြန်ဆန်လွန်းလာတယ်ကရင်ကြီးခုတ်ချချိန်နဲ့မရှိမနှောင်းတပြိုင်တည်းလိုလိုပင်လင်းမွေကြီးရဲ့ပပြင်းကအရှိန်ပြင်းစွာမြောက်တက်လှုပ်ရှားသွားပြီးတော့ကျလာခြင်းဖြစ်ပါတယ်ပြေးကြဟိငါတို့ထိသွားပြီမျက်နှာရှုံးမဲ့လူးလျင်နဲ့သတိကြီးစွာဟစ်အော်ပြောဆိုလိုက်တဲ့အတန်ကြောင့်ပြေးဖို့ခြေလမ်းပြင်လိုက်မိတယ်လင်းမွေကြီးကခါးလေလောက်မှပြတ်သွားပြီးတော့အမီးပိုင်းကလှုပ်နေတယ်ခေါင်းပိုင်းကကရင်ကြီးရဲ့ကိုယ်ပေါ်မှဖြတ်ကကျွန်တော်တို့ဘက်ကိုပပြင်းကြီးထောင်ပြီးတော့ပြေးလာနေတယ်ဟာပြေးကြဆိုဟိမောင်မြင့်ကကျွန်တော်လက်ကိုစောင့်ဆွဲကစပြီးပြေးတယ်ကျွန်တော်ကလည်းခြေကုံတုတ်တော်တယ်ကျွန်တော်ကမောင်မြင့်ကိုကြောအောင်မပြေးနိုင်ပါဘူးကြောမှလေးလံနဲ့ပလိုင်းကြီးကိုလွှဲရင်းနဲ့ပြေးရတော့ခရီးမတွင်လာဘူးပြီးနောက်ခြုံတွေတက်ခက်တွေရဲ့ချစ်ကုတ်ဆွဲငင်ခြင်းကိုလည်းခံရတယ်တောထဲမှာပြေးရတာဖြစ်လို့မလွတ်လပ်ဘူးကျွန်တော်ကအနောက်ကိုရုတ်တရက်လှမ်းကြည့်လိုက်မိတယ်လင်းမွေကိုတစ်ပိုင်းပြက်ကြီးကပပြင်းကြီးထောင်ပြီးတော့တေးသေးမဲမဲကိုလိုက်ရှာနေတယ်ကျွန်တော်နဲ့တိတ်မဝေးလာပါဘူးကျွန်တော်ဟာတေးပြီးဖြစ်လို့ပလိုင်းကျို့ပြေးရင်အတင်းချွတ်ဖြက်ကသွေးဦးသွေးတန်းနဲ့စွတ်ပြေးပါတော့တယ်အားကုန်ကျုံပြေးရင်တောဆက်မှာကြုံလာတဲ့အခါအမောဆုံနေကြတယ်ဟာမွေကြီးကိုမတွေ့ရတော့ဟဲ့မောင်မြင့်ကအနောက်ကိုလှည့်ကြည့်ပြီးပြောလိုက်တာကြောင့်ခြေလန်းတန့်ကလှည့်ကြည့်မိတယ်မောလိုက်တာကွာအခုမှပဲစိတ်အေးရတော့တယ်အမေအေးမနေနဲ့ကိုလိုမြင်မြင်လေးရှောက်တော်ကြနောက်ကလိုက်လာလို့ခွာကြနေအောင်မယ်ကျွန်တော်တို့နှစ်ယောက်ကမပြေုံတမဲအမြန်ရှောက်နေကြတယ်ရွာရောက်ရာလူစုပြီးတော့ကရင်ကြီးစီတောထမ်းရအောင်မယ်အပင်ပေါ်ကကြပြီးတော့တတိမိသွားတာလားပဲမဟုတ်ဘူးထင်တယ်ငါမျက်စိတဲတော့ဓာတ်နဲ့ခုတ်လိုက်တာနဲ့လေပြန်လှည့်ပေါက်လိုက်တာကိုတွေ့ရတယ်နောက်ပြီးတော့ပြေးကြဟဲ့ငါတို့ထိသွားပြီဆိုပြီးအစိတ်တက်နေတယ်လို့လူးလိမ့်နေတော့တွေးခဲ့ရတယ်မောင်မြအစင်းစားရချက်နေတယ်လို့မျက်မှောင်ကြုံရင်လဲခွက်မြောက်ဖြတ်ပြီးတော့ရှောက်နေကြတယ်ကျွန်တော်ကစိတ်မချတယ်လို့အနောက်ကိုမကြကြည့်တယ်အရေးရောင်မှမတွေ့ရဘူးဒါပေမဲ့ကတိရိုးပေါ်မှာမျက်ပင်ရှည်တွေကလေတိုက်လိုက်လို့တလုံးလုံးနဲ့ရိမ့်နှွဲ့ကျရင်ခဲ့ကြတယ်နေဟာခေါင်းပေါ်ကိုရှောက်နေပြီကျွန်တော်တို့ကတကူလုံးချွေးတွေရွှဲကရှိနေကြလို့လက်နဲ့ချွေးတွေကိုတုပ်နေကြတယ်မောင်မြသူ့ကိုယ်မှာတိုင်းထားတဲ့ပစိုးနဲ့တကူလုံးကိုချွေးတုပ်နေတယ်ကျွန်တော်တို့ကဒီနေရာမှာချွေးတုပ်ရင်းနဲ့အမောဖြေကြလို့အတန်ကြာသွားတယ်ရေးစားလိုက်တာကွာသူကပြောဆိုကတင်းရိုးဘေးကိုလက်နဲ့ဖက်ချလိုက်ကလက်များကိုစေးကြောနေတယ်မင်းရေကလည်းနောက်လိုက်တာကွာရွာရောက်မှတောက်ပါတော့ကွာကျွန်တော်ကနောက်ကြည့်ရေကိုကြည့်ပြီးတော့ပြောလိုက်ပေမဲ့သူကဘာမှပြန်မပြော
ဒါပေမဲ့မလန်မကန်းကိုထသွားကရေကိုလက်ခုပ်နဲ့ခတ်ပြီးတော့မိုးတောက်လိုက်တယ်။အနည်းရှိချုံမိုကလေးကလှုပ်ရှားသွားတယ်။ဟာငါ့ကိုကိုက်ပိခေမောင်မြင့်တန်နဲ့တူမွေကြီးကိုတန်းလန်းကြီးမြင်ရတယ်။အညိုးကြီးတဲ့မွေပြက်ကြီးကချုံမိုထဲကိုဘဲချင်းကရောက်နေလည်းမသိဘူး။အားကုန်ခဲထားပါတယ်။လာပေါင်းကွာလာလို့စမ်းမအောင်။မောင်မြင့်ကကြောက်လန့်တကြားအော်ပြီးမဲ့ကျွန်တော်ကြောင်နေမိတယ်။ဘာလို့ဘာကန်ရမှမသိတော့ဘူး။ကျွန်တော်ဓမြောင်ကလည်းအားကုန်ပြေးခဲ့စဉ်ကဘေးနားမှာကြားကြံရခဲ့တယ်မသိတော့ဘူး။လက်နဲ့လည်းမကန်ရဘူး။မွေစိတ်တက်ပြီးတော့မောင်မြင့်လေးကြမှာစိုးလို့အနီးကိုကတ်လိုက်မိတယ်။ဒါပေမဲ့မောင်မြင့်ကရင်ကြီးလိုလူးလိမ်ပြီးတော့အစိတ်ဝေဒနာမခံစားရအောင်။မျက်နှာရှုံးမဲ့လာခြင်းမရှိဘူး။ဟစ်ကဘေးနားကိုကိုက်ထားရလေ။ तू ကလက်ကြီးကိုမြောက်ပြီးပြလိုက်တယ်။မွေကြီးကမလွတ်ဖဲနဲ့တန်းလန်းချစ်ဖြစ်နေတယ်။ငါအသားကိုမကိုက်မိဘူးကွာ။ तू အစွဲနဲ့ပစိုးနဲ့ညှိနေတာ။မောင်မြင့်ကပြောဆိုတတိယလာကတိုင်းထားတဲ့ပစိုးကိုခေါင်းရှိုးပြီးတော့အတင်းချွတ်လိုက်ပြီးတန်းလန်းကြီးဖြစ်နေတဲ့လင်းမွေကိုကတင်းရိုးနဲ့အားကုန်ကိုင်ရိုက်လိုက်ပါတော့တယ်။တန်မာလာတဲ့မောင်မြင့်က၄-၅ချက်ကိုင်ရိုက်လိုက်တဲ့အခါငွေကြီးမှပျော့ခွေသွားတယ်။အစွဲနဲ့ပစိုးကကျွတ်ထွက်မသွားပါဘူး။မောင်မြင့်ကသူ့ခါးကြားမှာဓမ္မနဲ့ငွေရဲ့လေပင်လောက်ကိုပိုင်းချလိုက်တယ်။ပြီးနောက်ကျန်အပိုင်းကိုကောက်ကင်လိုက်တယ်။ဟိုမှာမင်းအဖေနဲ့လူတစ်ယောက်လိုက်လာတယ်ကွာ။မောင်မြင့်ဟာလှမ်းကြည့်ပြီးတော့တက်ပြင်းချလိုက်တယ်။ကရင်ကြီးတစ်ယောက်တလောက်ဆိုရင်အစိတ်တက်လို့တေးပြီးထနေလို့စိတ်မချမ်းမြေတန်ကြီးနဲ့ပြောတယ်။မင်းလဲကန်ကောင်းလုံးလို့မသိရန်ကွာ။ငါစဉ်းစားမရအောင်ဖြစ်နေတယ်။လင်းမွေကဘာဖြစ်လို့လိုက်ရတာလဲ။ဘာဖြစ်လို့ကိုက်ရင်အစိတ်တက်တာလဲ။ तू ကမကြေမနက်နဲ့ပြောရင်အနီးကိုရောက်လာတဲ့ဥတာကျော်တို့ကိုမော့ချလိုက်တယ်။ကရင်ကြီးရောလင်းမွေပေါက်လို့ကြမ်းရင်ခဲ့ပြီလား။အတက်သိနေတဲ့ဥတာကျော်စကားကြောင့်အံ့အားသင့်သွားမိတယ်။ဟုတ်တယ်ဗျ။လင်းမွေပေါက်တာနဲ့အစိတ်တက်ပြီးကြမ်းရင်ခဲ့တာပဲ။ဒါလောက်ဆိုသိရောပေါ့။ဥတာကျော်ကအံကိုကြိတ်လိုက်ရင်မျက်နှာပြက်ဖြစ်ငါအပြက်ပဲ။ငါမင်းတို့မသွားခင်ဟိုဘက်ရွာသွားမလို့လှုပ်တော့ငါမှားခဲ့ဖို့ကောင်းတာ။မိသွားတယ်ကွာ။ငါမိတာနဲ့ကရင်ကြီးအစိတ်မိခံရတာ။ဘာမှဖို့မိသွားလဲအဖ။မင်းတို့တောထဲမှာဆိုရင်မွေကိုဓာတ်နဲ့မခုတ်ရအောင်။ဓာတ်နဲ့ခုတ်ရင်အပမိတယ်။လင်းမွေလိုအစိတ်မရှိရဲ့ကောင်ကြိုက်တာတော့အစိတ်တက်ပြီးသေးတယ်။ကုဖို့မလွယ်ဘူး။ဟင်ကျွန်တော်တို့မှအခုတော့တန်တော်ဖြစ်သွားကြတယ်။မတိကြတတိမမူမိကြလို့လင်းမွေကိုဓာတ်နဲ့ခုတ်မိခြင်းဖြစ်ပါတယ်။မှတ်ထားကြတောရဲတောင်နဲ့စိတ်ထဲစမ်းထဲမှာဆိုရင်ဘယ်တော့မှမွေကိုဓာတ်နဲ့မခုတ်ကြနဲ့။လာကရင်ကြီးအလောင်းကိုသွားကောက်ကြမယ်။ဥတာကျော်နောက်ကိုလေးလံနဲ့ခြေလမ်းများဖြင့်အလောင်းကောက်လိုက်သွားကြရပြန်ပါတော့တယ်။ညာရှင်နောက်ရက်တွေမှာလည်းကျမတို့ရဲ့ channel ကနေဇလန်းကောင်းများစွာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုလိုမျိုးအားပေးနှက်ဆက်တဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်။